မြင့်မယ်ဖြစ်ပါတယ်ဒီစမားကတော့လုံခြုံရေးနဲ့လက်စားရဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းဖြစ်ပါတယ်စတဘာကတော့ဗန္ဒာရေးဝန်ကြီးဌာနဝန်ကြီးဒေါ်စန်းစန်းနွယ်ပဲဖြစ်ပါတယ်စတဘာကတော့စိုက်ပျိုးရေးနဲ့နွေးပြီးဝန်ကြီးဌာနဝန်ကြီးဦးစိုးမင်းဖြစ်ပါတယ်ခင်ဗျာအတဘာကတော့တင်တော်နဲ့ဆွဲဝန်ကြီးဌာနဝန်ကြီးဦးကျော်စိုးဖြစ်ပါတယ်ခင်ဗျာနဝမကတော့စီမံကိန်းနဲ့စီးပွားရေးဝန်ကြီးဌာနဝန်ကြီးဦးသားမြင့်ဖြစ်ပါတယ်ခင်ဗျာသတ္တမကတော့နံပါတ်7ဝန်ကြီးဌာနဝန်ကြီးဦးအောင်ခင်ဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့လူဦးရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာမြင့်သိန်းဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့တိုင်းသားရေးဝန်ကြီးကရင်ဦးစောတော်အပြင်ကျွန်တော်ပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ရခိုင်တိုင်းသားရေးဝန်ကြီးဦးစောအေးမောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးပုတ်ကဲနဲ့ဘိုးတိုင်းဒေသကြီးကဒီတိုင်းကတိုင်းသားရေးဝန်ကြီးဦးစောဂျူလီဆာလာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဦးစိန်ပေါ်ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှကျွန်တော်တို့ပြည်ပသာသနာ့ခေါင်းဆောင်များနဲ့ကျွန်တော်တို့ပြည်တွင်းခရစ်ယာန်သာသနာ့ခေါင်းဆောင်များကိုမိတ်ဆက်ပေးဖို့ရန်အတွက်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ချင်းခရစ်ယာန်အသင်းချုပ်ထွေထွေပြည်မှုသိက္ခာတော်ရဒေါက်တာရန်ပူပါအားလေးစားစွာဖြင့်ပြည့်ပေါ်ထားပါတယ်ချင်းတာနာနဲ့နေရာပြီးကျေးဇူးတော်ချင်းမွန်ချင်းဓမ္မတပည့်ချင်းမှာလာရောက်ချင်းမြင့်တဲ့ဂုဏ်တွေရှိနိုင်ငံတော်ရဲ့လူကြီးများတောင်းဆောင်ကြီးများတို့မိတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အနေနဲ့ကတော့နိုင်ငံသားတွေတက်ရောက်လာကြတဲ့သာသနာ့တောင်းဆောင်ကြီးများတွေကဒီနေ့မှာရှိတဲ့သာသနာ့တောင်းဆောင်တို့ပေါ်ဆောင်တဲ့များကိုဆက်လက်ဖို့မှာမိတ်ဆက်သွားလို့ပထမဦးစွာကျွန်တော်တောင်းပန်ချင်တာကတော့တရားတော်ချင်းကိုနားလည်ဖို့ပထမမိတ်ဆက်တော့ပါဘူးလို့အဲ့တော့နိုင်ငံလိုက်တော့ဒီလိုပဲမိတ်ဆက်ဖို့ပထမသူတို့ကိုရှိတဲ့နေရာမှာမတ်တရခိုင်လို့အဲ့လိုပဲပြင်ဆင်ထားပါတယ်အချိန်ကိုလေးစားတဲ့အနေနဲ့အင်္ဂလိပ်လိုလည်းမပြောတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကလက်ချက်ကနေတစ်ဆင့်ဘာသာပြန်နဲ့နားထောင်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒုတိယပိစပိကျနာကတော့ American Baptist Churches USA ရဲ့ထွေထွေမှုဖြစ်တဲ့ Reverend Dr. A. Roy လေးဖြစ်ပါတယ်စက်တင်ဘာပဲဆရာကြီးနဲ့ကွာရောက်ရှိလာတဲ့အမေရိကန်နိုင်ငံကနေရောက်ရှိလာတဲ့ကိုယ်စားလှယ်တော်များကိုမတ်တက်ရပေးဖို့ဖြစ်ပါတယ် May I request all the delegates from American Baptist Churches please standကျွန်တော်တို့ Korean Baptist Churches USA ကနေရောက်ရှိလာတဲ့တွေ့မှု Reverend Dr. Sole Chu နဲ့သူရဲ့အဖွဲ့များပါတယ်ရှိတဲ့နေရာမှာတရားပြပါကျေးဇူးတင်ပါတယ်နောက်တစ်ခါတော့ Chain Baptist Churches USA ကနေရောက်ရှိလာတဲ့ Executive Minister တေကာရောရဒေါက်တာစီလူကမ်နဲ့အဖွဲ့ဖြစ်ပါတယ်ရှိတဲ့နေရာမှာတက်ရပြပါ
American Association of North America လို့ခေါ်တဲ့ဒီခါနာနဲ့ရောက်ရှိလာကြတဲ့ကိုယ်စားလှယ်တော်များရှိတဲ့နေရာတွေရောက်မှတ်တရပြပါဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့မိဖက်များနဲ့မိတ်ဆက်ပြုချင်ပါတယ်ကျွန်တော်တို့ကိုဒီအရောတင်များကိုကပ်ပါပေးတဲ့ Silver Scholarship ကနေဒီမှာရောက်လာတဲ့တိတ်ခါရတဲ့ Neil Showers နဲ့ Mrs. Diana Showers ကိုဖြစ်ပါတယ်ကျေးဇူးပေးမှတ်တရပြပါနောက်ကျွန်တော်တို့ရဲ့ဒီမိဖက်ဖြစ်တဲ့ Evan UK ကနေဒီမှာရောက်ရှိလာတဲ့ Matthew Frost Chief Executive Officer နဲ့သူ့ရဲ့ team ကျေးဇူးပေးမှတ်တရပေးပါနောက်တစ်ခုကတော့ကျွန်တော်တို့ကိုဓမ္မပညာနဲ့ပတ်သက်ပြီးမှဒီကနေ့တိုင်အောင်ကျောင်းတော်ကြီးမှာလက်ခံပြီးမှလေ့ကျင့်ပေးတဲ့ဒီဆရာမကြီးဆရာကြီးတွေရှိပါတယ် Devin Crystal Von Chislin and her husband please stand up to introduce ဟောင်ကောင်ကဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကိုကာလာဂျာစီရွာလက်ခံနေတဲ့ပါဝင်ပေးတဲ့ဂျာမနီက EED ကနေတက်ရောက်တဲ့ Uche Costa Dialogue Officer ဖြစ်ပါတယ်သူရဲ့ team နဲ့ပတ်သက်ပေးချင်ပါတယ်နောက်တစ်ခုကတော့Miss Min Diaconia မြန်မာကျွန်တော်ရဲ့လုပ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ Southern Baptist Church ကကျွန်တော်ရဲ့လုပ်ဖြစ်တဲ့ Devin Dr. Corey Rosen Dr. Coreyနောက်တစ်ခုကတော့ကျွန်တော်အဖွဲ့နဲ့လာရောက်ပြီးမှချင်းပြပေးတဲ့ Acting General Secretary ဖြစ်တဲ့ Devin Kazu Oza Japan Baptist Union and Group please kindly stand up JBUနောက်တစ်ခုကတော့အထက်ထွေးမှုနဲ့ Japan Baptist Convention ကကိုယ်စားလှယ်တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ Japan ကနေဒီမှာကျွန်တော်တို့လာရောက်ချင်းပေးတဲ့ Okinawa Baptist Convention က Board Director Chairman Devin Dukukeo Amuro ဖြစ်ပါတယ်ဆက်လက်တော့ကျွန်တော်တို့ရဲ့နေနာချင်းဖြစ်တဲ့အိန္ဒိယကိုကျွန်တော်တို့သွားပါမယ်အိန္ဒိယနေပြီးမှမဏိပူပြည်နယ်မှာရှိတဲ့ Ukki Baptist Convention ကနေတက်ရောက်ပေးတဲ့ Devin Kampusa and delegates not that right ဒုတိယကတော့ Devin Wati Longkumar Mission Director of Nagaland Baptist Churches Council and Group. Now Devin Benjamin Son Line to a CPC AI team. Let me say Benchan, Devin Benchan. Not the other general Nipamias or the Bebilo, Unipam Mubere, General Overseas Mission Study Center, US, Iran, Pima, Executive Director, Devin Dr. Jonathan Hoffman, Abutami Pare, Jonathan Hoffman. Not Baptist Union of Denmark Kanilare, General Secretary Reverend Lord Muller Hansen and Group. Please stand up. Now
ဝမ်းမြောက်ပီတိဖြစ်ရပါသည်ဒီဓမ္မသမင်ချင်းပါနိုင်ခြင်းသည်ဘုရားရှိကျေးဇူးတော်နှင့်လူတော်ဖြစ်သည်ယုံကြည်ပါသည်ဒီနှစ်ပေါင်း200အတွင်းဓမ္မပြည်ပုံပြည့်အတွက်နေချင်းသာသနာ့၏လုံဆောင်ခြင်းများသည်ညာပြာပါသည်ပညာရေးကဏ္ဍတွင်တက္ကသိုလ်ကျောင်းများစာသင်ကျောင်းများဤပညာကျောင်းများကာယဇာရိတအားနှင့်သုတ်နဲ့များကျောင်းများစေယုံစီကံများတိုင်းပြည်တည်ဆောက်ရာတွင်ရတနာပေါ်ရင်လုံဆောင်ခဲ့ပြီးမှဂုဏ်ယူဝေရဖြစ်ပါသည်၎င်းပြင်သာသနာ့ပြုရာတွင်လည်းဓမ္မချမ်းသာဘာသာပြန်ခြင်းကိုမြန်မာဘာသာဖြင့်ဓမ္မကတိုင်းသာဘာသာစကားများကြည့်အောင်မြင်စွာလုပ်ဆောင်ခဲ့ခြင်းအတွက်လည်းကျေးဇူးတင်ချီးမွမ်းရပါသည်Theology ဓမ္မကျောင်းများဖွင့်လှစ်ပြီးဓမ္မပညာရှင်များကိုမေးထုတ်ပေးသည့်အတွက်ဂုဏ်ပြုလိုပါသည်မြန်မာနိုင်ငံပြည်တော်များကောင်စီအားဖြင့်ကလေးပြည်တော်နှင့်မိသားရပြုပြီးခရိယာများလုံးပေါ်သည်ရှိရတဲ့ချိုးမှတ်ခြင်းများကိုလည်းအသိမှန်ပြုပါသည်ထို့ပြင်အခြားသောဘာသာရေးများဖြစ်ကြသည်ဗုဒ္ဓဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာတို့နှင့်လည်းမိသားရပြုခြင်းနှိတော်လည်းခြင်းများတွင်ကလေးပြည်တော်နှင့်ဒီဘဝလုံဆောင်နေသည့်ညီကိုစိတ်ဓာတ်ကိုလေးစားဂုဏ်ယူမိပါသည်ဖျားရှိဘုံတော်ထုံးနေတော့ပါစေရန်နှစ်ပေါင်း200တွင်လုံဆောင်မှုများအားလုံးပဲဂုဏ်ယူဝတ်ရပါသည်ဒီပွဲတော်ကျင်းပခြင်းအားဖြင့်နှစ်ချင်းခရစ်ယာန်များသည်ဓမ္မပြည်ရှိတိုင်းသားပေါင်းတို့နှင့်ငြိမ်းချမ်းစွာပြုရှင်တွဲနိုင်ခဲ့ခြင်းနေထိုင်နိုင်ခဲ့ခြင်းကိုတက်တည်အနိယုံသားများကမြန်မာပြည်ပုံပြို့တိုးတက်ရေးအတွက်အထက်ဘက်မှာပေါင်းရင်လို့ဆောင်ပေးခြင်းကိုလည်းပြန်လည်ဖတ်ရစေသည်ဓမ္မသမီးသည်ဖြစ်ပါသည်ဘယ်ဆုံးဥဒ္ဓပုံပြို့တိုးတက်ပြီးငြိမ်းချမ်းသာယာသောနိုင်ငံတော်ဖြစ်ရသည်နိုင်ငံသားများ၏ဆန္ဒပြုခဲ့တဲ့ဖျားခင်လိုတော်လည်းဖြစ်ပါသည်ဒီလိုတော်သည်မြန်မာပြည်၌ပြည့်စုံရန်အတွက်နှစ်ချင်းသာသနာနှင့်ဆက်လက်ကြိုးပမ်းလို့ဆောင်သွားနိုင်စေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရသည်မြန်မာနိုင်ငံတော်ဆရာတော်များဖွဲ့ချုပ်ရန်ကုန်ဒီနေ့ခရီးလေးတွေဆရာကြီးတက်ကိုဆွေးနွေးပြီးတော့တရားခရီးလေးတို့ကြီးမားပါပြီဆရာကြီးကဓမ္မဆိုင်နေပေါ်တရားပြီးမိမိရဲ့တက်တာကိုပေးအပ်စက်ကဆုံးလို့ပူဇော်ခဲ့ကြတော့ဘာသာကောင်းဆောင်များတင်းသူတင်းသားများတို့အောင်းမေတ္တာရဲ့ဒီနေရာမှာဘုံပြုကြောင်းတရားကြောင်းပေါ်ပြလိုပါသည်ဒီနေ့ကြောက်လာကြတော့နိုင်ငံရဲ့ဒေသပြည်ဒီမှာဒီချီခရတဲ့ဒေသများအားလုံးတို့လည်းတိုင်းလဲစွာကျူးစုပါကြောင်းဒီကဲ့သို့အခက်အခဲများကြားထဲမှာဒါရောက်ကချီးမွမ်းခြင်းနဲ့ပေါဝင်သောကြောင့်ချီးမွမ်းခြင်းရဲ့ဝမ်းမြောက်မှုအသက်ကရရှိစေဖို့ဆုမွန်ကောင်းတောင်းခံပါသည်တိုက်တွန်းအားပေးလိုသောစကားအနေနဲ့ပြောပြီးဒီဘုံဆိုပြစေတိုင်းသားလူမျိုးပေါင်းစုခုနဒီကြုံမိတာတော့ဒီတိုင်းပဲတိုင်းသားလူမျိုးပေါင်းစုစုစည်းရရှိသောနှစ်ချင်းသာသနာဟာမြန်မာနိုင်ငံ၏တိုင်းသားစီလုံးလူမှုရဲ့ပြရုပ်ခုနေတဲ့ကြားထေကကောင်းကြီးပေးရရှိပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကဘုံနှစ်ကောင်းတာရရှိသောစစ်မှန်သောပြည်တော်စုနိုင်ငံတော်ကြီးဖြစ်စေဖို့ရတဲ့ဒီနေရာသို့ကြောက်လာကြသောတိုင်းသားတစ်ချင်းခရီးဒီလိုမောင်နှမများနေတဲ့ပြည်တော်စုကြီး Union Outlook ပြည်တော်စုစိတ်သက် Union Spirit နဲ့
Mabia ages of Chimangelo, Yulai Popani in the Shukri and Shaki Kamia, Mabia, for their they are just what you want in the other season. Dadna Mabia season in your swap, time in Matabi, Naka, and Sa Yasa, who would let you, one or account at home, Yasa, and having your yes, Mabia. Myanmar people have Chicago. Siya Yuran me, Mama Yuran, South Kelly. Nation Kalani. Napang Seton, December, Nayani Machine, Trinity Paro. Nidnayaki, Jesus of Chimanji, the man being wet. The town Sia Seton, the town Seton wet. A two go you, 1 young Mihaki. Siya Yuran Bagamiano, Myanmar Tama Janzari, Tara, Tia, Weka, Bite Piro, no Kapado Pijan, Ami, Myanmar and Leno Yadwe, a dead Rijo Pijan, Hunganga, Jizuro, Chiwan Hibari, Nimia Pino, Nimia Green, Tarnaro. Sana Sumun Dong Dong E. Tong King, Gung Chini Abadi. Luroi, Myanmar Nenganai, Jiso Basiro, Muro Yanai, Tekaroya, Saya Pregankam, Ati Primu, Myanmar Nengan Janzati, Jisu Demate. Now, D-Day, Nichini, and Preto, D-Day Baptist Convention, Chalachalo, Yamaneshi, Matayama, Champagne, Shibai, Lisu Baptist Convention. Now, it is my pleasure and my delight to convey to you greetings on this special occasion of your celebration. The Baptist population across the world numbers about 110 million. In 121 countries and territories, where 42 million of these Baptists are associated with the Baptist World Alliance presided over by the Reverend Dr. John Upton as president. They are remembering your celebrations taking place here today, and it is my distinct honor, pleasure, and privilege to convey to you their greetings and their heartfelt joy on this occasion. What is it that we are celebrating? Is it not the goodness of God, in whose providence 200 years ago the seeds of Baptist mission were planted in this country? What is it that we are celebrating? Is it not the faithfulness of God, who through changing seasons has never failed to undergird, empower, equip, and enable all who have sought to be a witness in Christ's name in this great country, so that today all of us declare with overflowing joy, the Lord has done great things for us, and we rejoice. It is right that today we should remember all those who throughout the years have brought the gospel to this country, have come to faith in this country, and have contributed immensely to the spread of the gospel among the people of this place. And as we celebrate the memory of the saints
with the gospel of Jesus Christ and will consider afresh what it is that is our responsibility in the church today. I ask you, in the name of the Baptist World Alliance, to share witness to Christ, but never stray from the path of humility, love, and respect for all people, those who are on the journey of faith and those who are not on this path. In our relationships with other Christians and with people of other faiths, let us celebrate and honor the long history of Baptist commitment to religious liberty for everyone as a God-given right. And may I ask you, who have the gospel, who have the Bible in your own languages, to consider afresh the challenge you face today. To spread the gospel in ways that responsibly appropriate the cultural traditions of the people of Myanmar. Let contemporary Baptist Christians in partnership with other Christians in this country develop a body of Christian teaching in the key of Myanmar culture. Dress the gospel of Christ fully in Myanmar language and share the authentic Myanmar version of the gospel so that the people of this land can easily understand and can identify with the good news that is in Jesus Christ. I ask you to continue to contest as God-given endowments to be honored by all. As I close, I remind you of Jesus Christ, who is the same yesterday, today, and forever. From him we have received grace upon grace, and with him we will walk into the future with abundant joy and confident hope. On behalf of the Baptist World Alliance, we congratulate you and bless God for you all. Thank you very much. Oh, great depths of honor to those generations that have come before us and have walked in faith, seeking to obediently follow Jesus as Lord and Savior. The occasion of this great celebration is to remember ways in which the Spirit were indebted to others that went before them. The British missionary Felix Terry had begun a mission here in this very city, and in a remarkable way had paved the way for the Judsons to arrive. And it is right for us to remember all of those women and men who were among the first generations of people in Myanmar who came to faith, who sacrificed because of their faith, and who gave a witness and a pathway for others to follow. Those whose names are not mentioned in any printed programs, but whose names and records are recorded in heaven above. So today, as we celebrate those who are well known, we also thank God for all those who are unnamed and yet are part of that great crowd of witnesses, part of that working of God in the lives of others. And in that same way, we too can recognize that the Spirit of God chooses to work through each of us and calls for us to walk in faithfulness. May we be true to that call. May we receive the anointing of the Holy Spirit upon us, and may we fulfill our part in the work of the kingdom of God. God bless you, and to God be the glory.
アドニラム・アン・ジャドソン夫妻のビルマ選挙200周年記念を迎えられ、本当におめでとうございます。ビルマ選挙のためにアメリカンバプテストから使わされた最初の宣教師であるジャドソン夫妻の働きが神様によって豊かに導かれ、素晴らしい実を結ばれたこの特別の記念大会に参加できる光栄を感謝しております。またこの大会の中で JU のentitled Wonderful Fruits. I appreciate the honor of participating in this bicentenary Thanksgiving ceremony. In addition, I sincerely appreciate and thank God for the mission covenant between the Japan Baptist Union and the Myanmar Baptist Convention on this celebration. I hope through this cooperation that the gospel of God is spreading not only for the Myanmar and Japan, but also for the other countries in the world, especially in Asian countries. In the head of Japan Baptist Union Mission, people of SU Kachin living in Japan joined 21 years ago. It is really appreciated us to have a good testament to Japan. Praying for the guidance of the Holy Spirit is richly upon on the Myanmar Baptist Convention and Japan Baptist Union forever. Thank you. It has been an enormous ministry in these years. It all started with one family that came here. You have grown up to be a strong Baptist witness, not only in your country, but around the world. God has blessed your work. I remember sitting here 5 years ago with some of the leaders of your convention. And they told me that the refugees, they are our missionaries. And in Europe, we will find Korean, Shin and Pekshin in many countries. And they're taking active part in the Baptist unions. They are in fellowship with local churches. And some of them are planting new congregations. And it has been a great blessing for us. It's not always easy to understand the ways of the Lord, but the result of what your people have done is a great blessing to us in the European Baptist Federation. So we are not only sharing the gospel inside Burma, but we are reaching the world. And today I brought with me an angel. Take this as a symbol of God's protection and love and the unique fellowship we have together in Jesus Christ. Amen. Welcome here as well. Feeling when we come to Myanmar and to Yangon and to see your people that we belong together. We know that the people that have come to our countries, they've come with a story, and it's been a painful story. But you have turned that story into blessings for the people around you. In Norway, we have now as much as 6,000 Burmese people, and 3,000 of those are Baptists. And we have 21 churches, 14 chick churches, and 7 parent churches. We are thankful that God has blessed us with a deeper understanding of His diversity, and thankful that we can partner together with one another also in Norway. And I'm absolutely sure that the witness of Christ has been strengthened in all communities in Norway where new Burmese churches have been formed. But also through our own fellowships where we experience
that God has really given a new expression to our lives as churches. One special experience has touched my life. There was a tragic death in Norway a couple of years ago, just prior to the first Chin church being owned by a Chin congregation. My first thought was, okay, this is so special, we have to delay it. But the witness of your people was that no, we have to build the church of God, and we have to have it be our shelter also in times of difficulties. And so I'm thankful that your spirituality, your witness of Christ, can change our perspectives in our country. And through our relationships together as Baptists, bodies of faith, we can also give our faiths together to the new generations that comes after us. And in our country, I'm so pleased to see that the young people growing up, both Norwegians but also Burmese together, form their identities. And I look forward to being together in giving them the faith of Jesus. We pray that God will bless you and your churches in Myanmar Baptist Convention to continually be the light and the salt of Christ here in the world of Myanmar. Hoàng Hàn nha, cái bằng cán nha. Mà không phải cán đâu. Ini unfair vào tình dạy ni. Shin
ပေးတော်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့အပြည့်ဝင်ချဝိပုကိုယ်ပဲခြင်းနဲ့ဆက်ဆိုင်တော်ဒီအစီအစဉ်မှာတန်ရှင်တော်ဝိညာဉ်တော်ပြန်ဆင်းသက်အုပ်စိုးလမ်းပြကောင်းချီးပေးတဲ့နာတော်ပါဒီနေ့အစီအစဉ်၌ဆက်ကလက်ရှိတော်ဓမ္မမှုတော်ဆောင်ရောက်စီသားရဲ့တတ်တာကိုလည်းဘုရားရှင်ကောင်းချီးပေးခြင်းအဖြစ်တာရွတ်သုံးတော်ခံနိုင်တော်ဘုရှင်ဖတ်ပြရဲ့တာသမီများဖြစ်ရပါမိကြောင်းကောင်းချီးပေးတဲ့နာတော်ပါအထူးသဖြင့်ဒီနေ့ကျွန်တော်တို့ရောက်စီသားရဲ့တတ်တာလေးဟိုချဘုဒ္ဓချိန်ဖြစ်တာကိုခြေဥစွာမိမိတို့နေရာမှာထိုင်တဲ့ပဲမိနစ်ဝက်ခန့်နေတဲ့စွာစိတ်လုံးများကိုသိစေကြရအောင်ခရစ်တော်ဘုရားမိမိတို့ဖွင့်ထားသောလူသားများတဲ့မရောက်တော်မူတာတယောက်ချင်းဟာကိုရောရှင်မြတ်အလိုတော်နဲ့အားပြုပြီးအသုံးပြုတော်မူပါလိမ့်ကြောင်းခရစ်တော်၏နာမ၌အမှန်ပါဗျာအာမင်ကျေးဇူးတော်မိမိတို့ဦးချင်းမေဖို့မေအပ်တဲ့မေဖို့ကတော့ဖြစ်တယ်တစ်ချက်နေတယ်ဘာကြောင့်မိမိတို့ဝင်ကြတောင်းပါရဘာကြောင့်မိမိတို့ဝင်ကြတောင်းပါရဖြေကတော့အပြစ်ရှိတယ်အပြစ်ရှိတယ်အပြစ်ရှိတယ်ဆိုတဲ့နေရာမှာလည်းမိမိတို့ကအပြစ်လုပ်လို့အပြစ်သားနေဖြစ်လာတာဟုတ်ပါဘူးအပြစ်သားဖြစ်လို့အပြစ်လုပ်ကြတာဒါကြောင့်မို့နေ့စဉ်ကာယဝစီမနှောတဲ့အပြစ်မှမသိမိမိတို့နေ့စဉ်ပြမနေကြတယ်ပုထုဇဉ်သားတွေဖြစ်ပါတယ်ဒါကြောင့်မို့အပြစ်လုပ်လို့ဆိုတဲ့နေရာမှာလိုက်စင်မလို့ပါဘူးလူတိုင်းဟာလုပ်နေကြတာပါပဲအဲဒီတော့အပြစ်ဆိုတာပါပဲအပြစ်ဆိုတာပါပဲကျန်တော့ထိုင်နေငယ်ဆက်ကနေမှာမကောင်းသောအကျင့်ကိုသိရဲ့ကောင်းသောအကျင့်ကိုသိရဲ့မကျင့်ဘဲနေဖို့လူကြီးအပြစ်ရှိတယ်ကောင်းသောအကျင့်ကိုသိရဲ့အကျင့်ပဲနေဖို့လူကြီးအပြစ်ရှိတယ်knowing what is right to do and then not doing it is sin. ဘောကလို့ရှိတယ်။ကောင်းတာကိုသိတဲ့ခွေးလုံးချင်းကောင်းတာကိုသိတဲ့မလုံးချင်းဟာပြည့်တယ်။ဒါကြောင့်ဒီသတ်မှအပြည့်မဟုတ်ပါဘူး။လူလူလေးဒီနေ့မိမိတို့ယုံကြည်ခရစ်ယာန်ရဲ့မိသားစုများကိုပြန်ပြီးတော့ကိုယ့်ဟာကိုပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့20ရာခိုင်နှုန်းဟာဆိုပါတယ်ခရစ်ယာန်တို့ဆိုတာလည်း20ရာခိုင်နှုန်းဟာစုပါတာ25ရာခိုင်နှုန်းဟာကျမ်းစာတွေဖတ်တာ30ရာခိုင်နှုန်းဟာဘုရားကြောင့်ဘုရားကြောင့်40ရာခိုင်နှုန်းဟာအသိတော်တွေတာလနာကိုပဲပထူးခြင်းများစိတ်ဝင်စား50ရာခိုင်နှုန်းဟာဓမ္မပညာကျောင်းလို့ခေါ်တဲ့စံရစ်တော်ကဘယ်ရောက်ကြလဲဒီလိုမျိုးသားသမီးညီမဟာပညာဘုရားတရားရဲ့ကြောင့်တကယ်တည်းဆိုရင်အချိန်ကို
ရှင်တဲ့ဘက်ကိုကြည့်ရတာဒါကြောင့်ရှေ့အသိတော်များကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဝိညာဉ်အခြေခံရှိတဲ့ပညာတတ်ဒီဟာတနည်းနဲ့တော့လည်းဘာမှမဆိုင်ဘူးဝိညာဉ်အခြေခံရှိတဲ့ပညာတတ်တွေအသိတော်လည်းဘာမှမဆိုင်ဘူးအင်းဒါဘုရားရှင်တော်လာ60ရာခိုင်နှုန်းကညဘက်ကိုစီဝေးရှိနေတယ်မရောက်ကြ90ရာခိုင်နှုန်းကသာသနာ့ဝန်ကြီးပုံမှာစိတ်ဝင်စားမှုမရှိတာ80ရာခိုင်နှုန်းကဘုရားစကားစီဝေးမတက်ကြ90ရာခိုင်နှုန်းကမိသားစုမနေ့ညဝတ်ပြုခြင်းဒီနေ့ပြရခဲ့ပါမရှိတော့90ရာခိုင်နှုန်းကခရစ်တော်ရှိဝိညာဉ်တော်ရောက်အောင်မဟုတ်ကြတယ်ဒါကြောင့်လောကကံကြီးတော်မဲ့ဆင်မှာကျမ်းစာပါဠိကဖြောက်ရလို့ရှိတရားတော်မရှိ No one in all the world is innocent ဘောကဘုရားရှိခိုးအပြည့်ကင်းတဲ့တရားတော်မရှိပါဘူးဒီလိုဆိုရင်ပြရမယ်မို့အဲ့ဒါဆိုရင်မိမိတို့ဘာလို့ကြားလဲမိမိတို့ဘာလို့ကြားမလဲလို့မိမယ်ဆိုရင်တော့ကြည့်နေအဖြေကတော့ခရစ်တော်ရဲ့ပွဲဥပ္ပတရားဒေသနာရဲ့ခေါင်းစဉ်ကဘာလဲလို့မိဖို့တနည်းအားဖြင့်ခရစ်တော်လူစားပြီးခံတဲ့ချိန်မှာပထမဆုံးဟောတဲ့တရားရဲ့ခေါင်းစဉ်ကဘာလဲလို့မိဖို့ရေးကြည့်ပါရှင်မတဲ့လေးဆက်သွယ်ပါထိုအခါမှစ၍ယေရှုကနောင်တရကြတော်တရားကိုဟောစားဤလိုမျိုး From then on Jesus began to preach repent ဒါကြောင့်ဘယ်တော့ပြရတဲ့ဘုရားရဲ့တရားရဲ့ခေါင်းစဉ်နောင်တဖြစ်တယ်ဘုရားရဲ့ပြည်တော်တွေကိုလက်စစ်သားပြီးတော့ဟောခဲ့တဲ့တရားတော်ပါတယ်ရှင်မာလု6စနေမှာရှင်မာလု6စနေမှာပြည်တော်တို့ဒီဖက်သွားပြီးနောင်တတရားကိုဟောကြတယ်နောင်တတရားကိုဟောကြတယ် They went out and preached that people should repentအဲ့ဒီတော့စင်ပါတဲ့နောင်တဆိုတာဘာလဲစင်ပါတဲ့နောင်တဆိုတာဘယ်လိုမျိုးလဲမင်းဆိုတော့ရှင်မတဲ့စင်တဲ့ပုံလေးတော့ရှင်မတဲ့စက်ပုံလေးတော့ယူဒရှာရိုဒီကိုရောတဲ့ဒီပြစ်ကိုစီရင်ကြပြီးကိုသိနေလေနောင်တရပြီယူဒရှာရိုဒီနောင်တရပြီယူဒရှာရိုဒီပဲနောင်တရပြီကျမ်းစာထဲမှာတွေ့ဒါပေမဲ့စင်ပါတဲ့နောင်တဆိုတာဒီလိုမဟုတ်ဘူးစင်ပါတဲ့နောင်တဆိုတာကိုယ်မှာကိုမြင်တဲ့စင်ပါတဲ့နောင်တအခြေဘယ်ရောက်တယ်ကိုယ်မှာကိုမြင်တဲ့စင်ပါတဲ့နောင်တအခြေကိုဘယ်ရောက်လဲ Repentance is not penitence တို့ဒီပဲစင်ပါတဲ့နောင်တဆိုတာမိမိကိုမိမိတမ်းပြီးပဲမိမိကိုမိမိအပြစ်ပေးတယ်မစားတော့ဘဲနဲ့ဒုက္ခခံမယ်ဆုံးမမယ်ဆိုတာလည်းစိတ်မှာလည်းနာမလည်းလက်ခံဖို့ပြီးပါဘူး Repentance is not doing penitence ဘုရားစိတ်မှာလည်းနာမဆိုတာမကောင်းမှန်းပြီးလို့အပြေးပြီးလျှော့လို့သွားတာမျိုးဟာလည်းပဲစိတ်မှာလည်းနာမရဲ့အသွေးကိုအဆောင်လေးပါ
ကောင်းမှန်းပြီးတော့တဖြည်းဖြည်းရှော့လို့သွားနေတယ်စိတ်မှန်တဲ့တော့ကိုခေါ်တယ်နေဥပမာလူတယောက်ဟာတောက်စားနေမှလည်းဝါရဏပါတာဆံတဲ့နေ့သူ့ကိုကြံတဲ့တော့တာမြဲတာတော့တရားအဲ့လိုဆုံးဖြတ်တယ်ငါလျှော့တော့တယ်ငါလျှော့ဆိုတဲ့အခါမှာဆိုင်သွားတဲ့အခါမှာဆိုင်ရောက်တဲ့အခါမှာဘယ်တော့မှလည်းဆိုတော့3 pack ကိုမှာလိုက်တယ်သူတောက်လိုက်တယ်တောက်နေတဲ့အခါကျတော့သူ့ကိုပြန်ပြရတယ်ငါလျှော့ရမယ်ဆိုတဲ့အကြောင်းလို့နောက်တစ်ခါသူမှာတဲ့အခါမှာသူ2 pack ပဲသူမှာတော့တယ်သူတောက်လိုက်တယ်နောက်တော့နေတဲ့အခါကျတော့သူ့ကိုမောင်ရရတယ်ငါလျှော့ရမယ်ဆိုတဲ့အခါမှာနောက်ဆုံးသူ1 pack ပဲမှာတော့လိုက်ရတယ်အဲ့ဒါလည်းဘယ်လိုမှမဟုတ်နေသေးတယ်ဒါကြောင့်စစ်မှန်တဲ့ဘုရားဆိုတာဟာရှော့လို့လည်းပြီးနေပါဘူး repentance is not the foundation ဒါဆိုလို့ရှိရင်စစ်မှန်တဲ့ဘုရားဆိုတာဘယ်လိုလုပ်လဲစစ်မှန်တဲ့ဘုရားဆိုတာဘယ်လိုလုပ်လဲစစ်မှန်တဲ့ဘုရားကြည်ဝဲတော့လုံးသားတွေကပေါ့ဝဲလာပြီးတော့တရားရဲ့ပြုပြင်မှုကိုခံယူခြင်းလက်ခံခြင်းတိုင်းမှာခြင်းဖြစ်မိမိတို့ဘယ်လိုသားလဲပေါ့ဝဲလာပြီးတော့တရားရဲ့ပြုပြင်မှုကိုခံယူခြင်းလက်ခံခြင်းလိုက်နာခြင်းဖြစ်ဟုတ်တယ်ဟုတ်တယ် True repentance comes from a broken heart that wants God to remake. ဒါကြောင့်ဘုရားရဲ့အလိုကြပြန်ပြီးတော့ပုံသွင်းလာလို့လက်ခံနိုင်ခြင်းဖြစ်တယ်။အဲဒီအခြေကိုတော့ပါလို့ဆိုလို့ရှိရင်ဘာလို့သိတယ်လဲ။ဘာလို့လဲ။အဲဒီအခြေကိုတော့လာပြီးရင်ဘာလို့သိတယ်လဲ။ဘာလို့ရမလဲဆိုတော့ကြည့်ရင်ဒီတက်ပြမင်းတို့ဟာဒီကနေ့ဒီအချိန်နဲ့ပေါ့ချင်ဒီကနေ့ဒီအချိန်နဲ့ပေါ့ချင်ပဲဖြစ်ပါမယ်အခုအချိန်ပဲဖြစ်ပါဒါကြောင့်ဘုရားတို့အားနည်းချက်တွေကိုဘုရားတို့ပြန်ပြီးတော့မြင်အောင်ပြီးဘုရားရဲ့ပြုပြင်မှုကိုခံယူရဆိုလို့ရှိရင်ဝန်ချနေရဘုရားတို့ဝန်ချနေရ90ခုမြောက်စာရပိုက်သုံးတာ90ခုမြောက်စာရပိုက်သုံးတာအကျွန်ုပ်လူကျူပါဒီခုဝန်ချတဲ့ကိုပြစ်ကိုအစင်ပြအောင်းရဲ့နေပါဒီလို့ဒါဝိမိကိုယ်တိုင်မိမိရဲ့အဖြစ်တွေကိုပြန်ပြီးတော့နောက်ပါရတဲ့ကြောင့်ဝန်ချတဲ့ကြောင့်တွေ့ဝန်ချတဲ့ဆိုတဲ့နေရာမှာလည်းတတိထားဖို့ချက်ကတော့ရှိတယ်တွေ့ကြရလို့တွေ့ကြရနေရာမှာတွားပြီးဝန်ချခြင်းကိုမဖြစ်ဘူးအရေးကြီးပါတယ်တွေ့ကြလို့ရှိမှတွေ့ကြရနေရာမှာတွားပြီးဝန်ချဖို့မဟုတ်ပါဘူး We need to be aware of the attitude of God ဘယ်လိုပုံကိုဘယ်လိုပြရလို့ရှိမှမိမိတို့ဝန်ချရမယ်ဆိုတာအရေးကြီးပါတယ်ဒါကြောင့်ယေရမိ33မှာယေရမိ33မှာငါ့ကိုခေါ်တော့ငါကြည့်ကြီးတော့ရပေမသိနိုင်အောင်လည်းတော့ရဖို့ငါပြပြီးလို့ပြောထားတယ်မိမိတို့ရဲ့ဝန်ချတာကိုနားထောင်ရတဲ့ဘုရားရှိခိုးလို့ဟုတ်ပြီ55ခုမြောက်စာရပိုက်20မှာ55ခုမြောက်စာရပိုက်20မှာထားရတော့ဘာဝပြန်တဲ့ချတာတော့သိကိုမစားတော့ဘူးမိမိတို့ကိုတကယ်ပူညီနိုင်တဲ့ဘုရားရှိခိုးလို့ဟုတ်တယ်ယေရမိ30မှာအကယ်စင်စစ်ထာဝရမြတ်တာနဲ့တွေ့ကိုငါချစ်ပြီးမကုန်ခန့်နိုင်တဲ့တစ်ဖက်ကပြစ်တာနဲ့မိမိတို့ကိုအစင်ချစ်တဲ့ဘုရားရှိခိုးလို့လိုပါတယ်
တေချာရလေးစတဲ့တော့ဝင်ဆိုင်ပါငါတဘာကြီးပါလေတေးအပြစ်တို့ကိုဖြေတေးဘူးစတဲ့လူတို့ကိုမအောင်နေမိမိတို့ရဲ့အဖြစ်များကိုလွတ်တိုင်ဝိတ်ရှိတော့တတိဖြစ်လို့လည်းအရေးကြီးလို့တေချာရလေးစတဲ့တော့စက်တယ်ငါမှသာကဲတယ်တော့မရှိမိမိတို့ကိုကဲတင်နိုင်တဲ့တခင်ဖြစ်ဖို့လို့ဒါကြောင့်စစ်မှန်တဲ့နောက်လာရပြီးမိမိတို့ဝန်ချတဲ့နေရာမှာလည်းမိမိတို့ကိုချစ်ပြီးတော့မိမိတို့ကိုပြည့်စုံနိုင်တဲ့တရားဖြစ်ဖို့လိုပါတယ် Real repentance involves confession to a listening God. မိမိတို့အဲ့ဒီလိုကဲတင်ရှင်ရှင်းမှာရေးရေးကြီးဝန်ချတဲ့စလုံးရှိဖြစ်ဒီကမရှက်တော့ဘယ်လိုဒီနေ့မှချမ်းသာလို့ရတဲ့အရာတစ်ခုကတော့ဖြစ်50ခုလောက်စားတာပိုက်တော့မှာအကျဉ်းတို့လူကျူပါပြီးဝန်ချတယ်အကျဉ်းတို့လူကျူပါပြီးဝန်ချတယ် For I admit my shameful deed. Holuda, Diluda, Hojanga, Didanga, Unabo, Chasanga. Olo Shiro, Olo Yariba, Yay, Yashima, Oshaya, Ejiba. Any Romeo won't have it. အဲ့လိုမျိုးကိုချလိုက်ရင်ဘာဖြစ်လာလဲဆိုတော့50ခုမြောက်သောစာရာအပိုင်ခုနှစ်50ခုမြောက်သောစာရာအပိုင်ခုနှစ်အကျွန်ုပ်ကိုစင်ကြယ်စေခြင်းကဟုတ်တော့ပြည်ညွှန်တဲ့တန်ရှင်းခြင်းနဲ့လာဖို့ပဲတော့အကျွန်ုပ်ကိုမိုးဝိတဲ့တာရင်းဖြူစေခြင်းဟာစေတော်တော်ဒါကြောင့်မိမိတို့ဝန်ချတဲ့အခါမှာပြည့်တဲ့စီတော်ခြင်းတန်စီမှုပေးခြင်းကိုမိမိတို့ခံရတာဖြစ်ပါတယ် The repentant person has a blessed life. ဆာလာတဲ့နေ့ရှိပါစိတ်သက်သာဝမ်းမြောက်ရှိကြောင်းစကားကိုကျွန်တော်အားကြားစီလို့ပါဘုရားချိုးတဲ့ဘုံတော်အယုံရွှေလူကြီးရှိလာတယ်ဝန်ချလိုက်တဲ့မိမိတို့စိတ်ဟာပေါ်ပါရွှေလန်းလာပါလိမ့်မယ် The repentant person has a renewed happiness. 50ခုမြောက်သောစာပိုက်ကူကျွန်တော်တို့ကျူးချင်းသူစက်ကူမှာမျက်နာတော်ကိုကျွေးပြီးကျွန်တော်ပြည့်စုံနေရလို့ရှိတော်မူပါဘုရားနဲ့ပြန်ပြီးတော့ရင်းရင်းနှီးနှီးမျက်နာလေးဆက်ပြီးရကြမှာဖြစ်ပါတယ် The repentant person can face God again. 50ခုမြောက်သောစာပိုက်ကစင်ဘုရားကြီးကျွန်တော်ပြန်နိုင်စေကျွန်တော်တို့ကိုဖန်ဆင်းတော်မူပါမြဲမြံကြည်တော်ကိုအသိပြုပြီးတော်မူပါအသိတော်တဲ့တာသူချာစွာမိမိတို့အသက်ရှင်ဝရမှာဖြစ်ပါလေ The repentant person will have a new kind of life. ဒါကြောင့်ကျွန်တော်ဒီပေါ်မှာရောက်တော့ရောက်ခိုင်းပြည့်နေကြတယ်အခုလိုကြုံရတဲ့ဓမ္မတော်ဒီလိုနောက်တစ်ခါကြုံဖို့အဖြစ်တယ်ဒါကြောင့်ဒီဝေကြီးတော်တွေမှာမိမိတို့ကိုမိမိတို့ဘုရားသာအာရုံပြုဝန်ချစက္ကန့်ခြင်းဖြင့်အနာဂတ်သာသနာ့ဘုံကိုတရားတစ်ပိုင်းတစ်ပိုင်းစီဝိုင်းထမ်းပြီးဆောင်ရွက်ကြရစီအတော်များလောက်တဲ့ဘုရားကြီးကောင်းကြီးပြီးအတော်ကြီးစီ
တောင်းပါခြင်းပထနာအတူတူရွတ်ဆိုကြပါစို့ဖယားသခင်၏ဉာဏ်တော်နှင့်အညီအမောဝေယလှုပ်ဆောင်တော်မူခြင်းကြောင့်ဇာတိနှင့်မမယူလာတန်တို့၏1873ခုနှစ်ဇူလိုင်လ23ရက်နေ့တွင်မြန်မာနိုင်ငံရန်ကုန်မြို့သို့ရောက်ရှိလာပြီးဒေဝံကိလေတရားမျိုးစစ်ချခဲ့ခြင်းအတွက်ကျေးဇူးတော်မြတ်ကိုချီးမွမ်းကြပါ၏သာသနာတော်မြတ်အတွက်ဇာတိယူလာတန်၏စွန့်လွတ်စွန့်စား၍ဆက်ကခြင်းအစေခံခြင်းအတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းကြပါ၏နောက်ပိုင်းတွင်ရောက်ရှိလာကြသောသာသနာပြုများတိုင်းသာသာသနာပြုများနှင့်အမှုတော်ဆောင်များ၏ကိုကျိုးစွန့်၍အမှုတော်ဆောင်ခြင်းကြောင့်ဖြစ်ခြင်းသာသနာသည်မြန်မာနိုင်ငံတွင်ခိုင်မာစွာအမြင့်ကျွယ်၍ရှင်သာကြီးထွားလျက်ရှိခြင်းအတွက်ဘုံတော်မြတ်ကိုထောက်လာပြုကြပါ၏ဤဖြစ်ခြင်းသာသနာနှင့်တရား၏ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မသဘင်ကြီးတွင်ဖြစ်ခြင်းခရိယာများဖြစ်ကြသောကျွန်တော်တို့၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုလက်ခံတော်မူပါစိတ်နှလုံးနှိမ်ချ၍အပြည့်ဝင်ချတောင်းပန်ခြင်းကိုလည်းလက်ခံတော်မူပါမြန်မာနိုင်ငံတွင်နှစ်ချင်းသာသနာလုပ်ငန်းကိုစတင်ခဲ့သောဆရာကြီးယူလာတန်နှင့်နိုင်ငံခြားသားသာသနာပြုများတိုင်းရင်းသားသာသနာပြုများနှင့်အမှုတော်များတို့အားစัจจင်ခြင်းဖိနှိပ်နှင်ပါခြင်းတပ်ဖြတ်ခြင်းနှင့်မတရားမှုများတို့ကိုပြုခဲ့ကြသောကျွန်တော်တို့၏နိုင်ငံသူနိုင်ငံသားများ၏အပြစ်များကိုလွှတ်တော်မူပါယေရှုခရစ်တော်ရှင်တန်ရှင်တို့များ၏ကြီးမားသောပိဿမှုဖြင့်ယနေ့ကျွန်တော်တို့ရရှိခံစားရသောကယ်တင်ခြင်းစုကြည်စုကိုတန်ဖိုးမထားခြင်းမချီမဲ့မြင်ပြုခြင်းဇာတိပဂတိသဘောဖြင့်အသက်ရှင်ခြင်းအပြည့်များအတွက်ဝန်ချတောင်းပန်ကြပါ၏ပေါင်းရဖျားကိုစိတ်နှလုံးအကျွင်းနဲ့ဉာဏ်ရှိသမျှအစွမ်းရှိသမျှမချစ်နိုင်ခြင်းကိုယ်နဲ့ဆက်ဆိုင်သူကိုယ်နဲ့အမျှမချစ်နိုင်ခြင်းနဲ့အချင်းချင်းမချစ်နိုင်ခြင်းအဖြစ်များတွေဝန်ချတောင်းပန်ကြပါ၏ကျွန်တော်တို့ဤကျင့်များသောစိတ်တော်ထားမိမိအာရုံမှုကိုမမြင်ပဲအခြားလူတို့ဤအာရုံချင်းကိုသာမြင်၍အပြစ်တင်ခြင်းကိုယ်လွတ်နိုင်ခြင်းလူလူချင်းပွင့်ချဆက်ဆံခြင်းမိမိကိုယ်ကျူကိုဥထိတ်ထားခြင်းမနာလိုဝန်တူခြင်းအစရှိသောမကောင်းသောစိတ်တော်ထားကျင့်ကြံပြုမှုများအားလုံးအတွက်အပြစ်များကိုဝန်ချတောင်းပန်ကြပါ၏လူမျိုးသားတို့အားဧဝံဂေလိတရားဟောပြောဝိညာဉ်ရန်နှင့်သခင်ခရစ်တော်၏ကြည်ရောက်သောတသက်ခံများဖြစ်ရန်ပြတ်ကွက်အားရမှုများအိုးလုံးသံဃာလုပ်ငန်းများတွင်စိတ်ပါဝင်စားမှုမရှိခြင်းနှင့်ပါဝင်လှုပ်ဆောင်မှုမရှိခြင်းအားရချက်အဖြစ်များတို့ကိုဝ
ဝန်ချတောင်းပန်ကြပါ၏အားလုံးတွေ့ခွင့်ရစကြပါစို့ရှိတော်မူ၌ကျွန်တော်ဓမ္မတို့၏ဘူမိများမိဘများနှင့်ကျွန်တော်ဓမ္မတို့ပြုခဲ့သမျှသောအပြည့်များတို့ဝန်ချတောင်းပန်ကြပါ၏ကျွန်တော်ဓမ္မတို့၏အပြည့်များတို့လွတ်တော်မူပြီးဘိုးဝင်ထက်သာ၍ပြုစင်စေခြင်းကစီတော်မူပါကျွန်တော်ဓမ္မတို့အထက်၌စင်ကြယ်သောနှလုံးသားကိုခံစည်းတော်မူပါမြဲမြံတည်ကြည်သောသဘောကိုအသိပြုပြင်တော်မူပါကျွန်တော်ဓမ္မတို့သည်မိမိတို့ကိုအသက်ရှင်သောရှင်းသဖြင့်မဟာတကယ်စက္ကနိုင်ရာကိုယ်အားပေးတော်မူပါကျွန်တော်ဓမ္မတို့ကိုအလိုတော်နှင့်အညီပြုပြင်ပုံသွင်း၍အရှင်သောဝိညာဉ်တကူနှင့်ဤဝါစေတော်မူပြီးအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်နှင့်ကျွန်တော်ဓမ္မတို့၏အမိနိုင်ငံ၌ပြည့်စုံစေရန်တဦးစီတို့အားအသုံးပြုတော်မူမည်အကြောင်းအပြည့်များတို့ကိုချက်မှဝင်ချကောင်းပါလျက်အပြည့်လွတ်ခြင်းနှင့်အသက်အသိကိုပေးပိုင်တော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ပြန်လည်ဆက်ကပ်ကြပါ၏ဘုရားအာမင်အလုံးစုံကြပါစို့
universal truth လူတိုင်းတဲ့မှန်ကန်တဲ့အရာနိဗ္ဗာန်ဘလောက်ပဲကြာကြာမှားရဆိုတာအခုမှမရှိဘူးဒီစမှာအင်မတန်မှအရေးကြီးတဲ့အတွက်တင်းနေတဲ့ဒီစာလုံးတစ်လုံးလေးကမှနှုတ်ထွက်လို့မရဘူးထပ်တိုးလို့လည်းမရဘူးအင်မတန်ပြည့်စုံမှန်ကန်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ဆိုကျွန်တော်တွေ့ရတယ်ဒီပြည့်လေးနဲ့စနေမှာဒီကတကူနဲ့ပြေးသွားတယ်နဲ့တဲ့အသွားရှိတဲ့တန်လေးလိုပဲကျွန်တော်ရဲ့ယူသွင်းခြင်းစီခန္ဓာကိုယ်ထဲထိအောင်စဉ်းစားကြံစည်တဲ့အထက်ထိအောင်ထိုးဖောက်ဝင်ရောက်နေတဲ့တကူရှိတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့တယ်ဒီစံစာမှာကြည့်တဲ့အခါမှာနှုတ်ကပတ်တော်ကိုပါနဲ့နိုင်တာလေဆိုရင်မီးနဲ့လည်းနိုင်တာတယ်နှုတ်ကပတ်တော်မီးဒီမီးကလောင်ကျွမ်းစေတယ်ကျွန်တော်ရဲ့ပြအားလုံးကိုလောင်ကျွမ်းပေးနေတဲ့အရာကနှုတ်ကပတ်တော်ဖြစ်တယ်ဒါနဲ့နိုင်ရှင်တာလေဒီဒါကကျွန်တော်ကိုဖြတ်စေတယ်ဒီနေ့ဖြတ်တယ်ဆိုတာကနော်လက်စွပ်တွေရွှေဆွဲအကုန်လုံးကထည့်တဲ့ပုံစံမျိုးအခုဒီမှာပြင်တွေ့နေရတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုသူပဲရှင်းပါမှာဒါပေမဲ့ကျွန်တော်ဒါတကယ်တစ်ခု1830ခုနှစ်မှာGeorge Wilson ဆိုတာသူကတည်းကစာတိုက်ကိုတည်းကတော့တိုက်တဲ့အတွက်သူကဖန်ခံရတယ်ဖန်ခံရတော့သူကပြင်းမှုကြီးတဲ့အတွက်သူ့ကိုကျိုးပြီးတော့တေးတံပေးလိုက်အဲ့ဒီချိန်ခါမှာသူကအန်ဒရူးဂျက်ဆန်တက်တဲ့ချိန်မှာမလို့သူ့ကိုတေးတံကနေလွတ်မြောက်ဖို့ရတဲ့လွတ်ငင်းချမ်းသာခွင့်ပေးလိုက်သူကအဲ့လွတ်ငင်းချမ်းသာခွင့်ကိုစာရေးတော့လွတ်ငင်းချမ်းသာခွင့်စာကိုအဲ့ဒီ George Wilson ကိုတော့ပို့လိုက်တော့ပို့ခိုင်းတဲ့သူကိုကျောင်းဝယ်ဆရာပါပြောလို့ဆိုရင်ဒီစာကိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လူငင်းချမ်းသာကိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်လက်မခံဘူးသူအဲ့ဒီလူငင်းချမ်းသာကိုပေးတဲ့စာကိုလက်မခံတဲ့အတွက်သူကျိုးပေးပြီးတော့တတ်ခံရတယ်သူလူငင်းချမ်းသာကိုပေးပြီးဒါပေမဲ့သူလက်မခံလို့ရှိရင်ဒီလူငင်းချမ်းသာကိုတရားမဝင်ဘူးဒီကနေ့ကျွန်တော်အရောက်တဲ့ကမ္ဘာပေါ်မှာရှိတဲ့လူအားလုံးကိုလွတ်ငြိမ်းချမ်းသာပဲအပြစ်ကနေလွတ်ခွင့်ကယ်တင်ရတဲ့အခွင့်ဆိုတဲ့ဒီကျေးဇူးတော်ကိုကျွန်တော်ကိုပေးထားပြီဒီနေ့ကျွန်တော်လက်ထဲမှာရောက်နေပြီကျွန်တော်လက်ခံလို့နဲ့နံပါတ်၄ကျွန်တော်အဲ့ဒီနိုင်ဆိုတာအနည်းနဲ့ရေးထားတဲ့စာလုံးခဲအတူဖတ်ရအောင်ငါဒီခမည်းတော်ကိုတောင်းပြီးခမည်းတော်ကိုတမန်တော်ကိုရတော်တင်လို့တဲ့အတူစေရပြတီးစီရှင်မှာတင်လို့အားပေးတော်မူဥပိ္ပေဆရာကြီးရောက်လာပြီးဒုစရအပြစ်ကို၎င်းအပြစ်ကင်းခြင်း
တော်ဝိညာဉ်တော်ပေါ်ပြမှကလည်းသိနိုင်တဲ့ blessing ဝိညာဉ်တော်ကကျွန်တော်ပေါ်ပြမှကလည်းကျွန်တော်ရှင်းသွားတဲ့ကောင်းကြီးမင်္ဂလာ၃ခုကိုဒီထဲမှာရေးထားတာအဲ့ဒါမှကျွန်တော်ကြည့်လို့ရှိရင်အဲ့ဒီကောင်းကြီးမင်္ဂလာ၃ခုကပါလဲဆိုရင်အပြစ်ဒုစရိုက်အကြောင်းကိုပေါ်ပြမယ်နောက်ပြီးတော့အပြစ်ကင်းခြင်းအကြောင်းကိုပေါ်ပြမယ်အပြစ်စီရင်ခြင်းအကြောင်းကိုလည်းပေါ်ပြမယ်ဘောဂီလူကများကိုသင်ရှားစွာပေါ်ပြနိုင်တယ်လို့ပေါ်ပြထားတယ်ဆိုတော့အဲ့မှာဒီ၃ခုကလည်းဆိုတန်ရှင်းလို့ဝိညာဉ်အားဖြင့်အပြစ်သားများရဲ့အခြေခံသစ္စာများကိုသင်ရှားစေဒီကျွန်တော်လူတိုင်းလူတိုင်းဝိညာဉ်တော်လမ်းပြမှာတဲ့ဝိညာဉ်တော်ကတိုးကြည့်မှသာလေအပြစ်ရှိတဲ့လူဆိုတာကိုယ့်ကိုသိလာတယ်ဝိညာဉ်တော်ကကျွန်တော်ကိုမထောက်ပြလို့ရှိရင်မကြည့်တွေ့လို့ရှိရင်ငါအပြစ်ရှိတယ်ဆိုတာကိုသိကိုယ့်ကိုလူကောင်းမဲ့ထင်နေတာကိုယ့်ကိုလူတော်လူကောင်းအပြစ်မရှိဘူးတူတော်စင်လို့ပဲထင်ပြီးတော့ထင်တာလုပ်နေကြတာညာတယ်ခိုးတယ်ဒါမဲ့ဒါကအပြစ်လို့မမြင်ကြဘူးဒါပေမဲ့ဝိညာဉ်တော်ကလမ်းပြတဲ့အခါမှာဒီနေရာတွေကပြစ်တဲ့ဆိုတာကိုဥပ္ပိစေဆရာပြီးတော့တန်ရှင်းသောဝိညာဉ်တော်ကပေါ်ပြနေတယ်ကျွန်တော်စမှာအပြစ်ဆိုတာ၄မျိုးလောက်ရှိတယ်ပထမတစ်ခုက original sin ကျွန်တော်ရဲ့တဘာဝကလေးကအပြစ်ရှိတယ်မွေးကလေးကအပြစ်ရှိတယ်ဒါကြောင့်အဲ့ဒီမွေးကလေးကအပြစ်ရှိတဲ့ကလေးကလေးများကိုမဆုံးမပဲဒီတိုင်းထားလို့ရှိရင်အဲ့ဒီအပြစ်ရဲ့တဘာဝကမဆုံးမတဲ့အတိုင်းသူ့အတူကြီးလာတဲ့အခါမှာအပြစ်တွေလည်းလုပ်တတ်တယ်သူများအလိုချင်လာတယ်ငိုတတ်တယ်ဆဲတတ်တယ်ရံဖြစ်တတ်တယ်မဆုံးမတဲ့အခါမှာဝိညာဉ်ကမဆုံးမရင်သူကဒီတိုင်းတော့သူမှန်တယ်လို့ပဲထင်နေတာတချို့နိုင်ငံတွေမှာလူအခွင့်အရေးကလေးအခွင့်အရေးရှိတယ်မရရဘူးမဆူရဘူးဆိုပြီးတော့သူတို့ကိုလွတ်ထားတဲ့အခါမှာသူရဲ့အကျင့်စရိုက်တွေကပြက်ပြက်တာဆုံးပါရှင်ဝိညာဉ်တော်လမ်းပြခြင်းရှိတဲ့အခါမှာအပြစ်ရှိတယ်လို့သူမကြည့်တော့အခုအဲ့ဒီတဘာဝအပြစ်တွေနောက်တစ်ခုတော့လွန်ကျူးတဲ့အပြစ်တွေကျွန်တော်ခိုးတယ်ဆိုးတယ်တိုက်တယ်ဒီကတော့ဆယ်ပါချုပ်ပေါ်တယ်အဲ့ဒီအရာကကိုယ်ကိုယ်လွန်ကျူးတဲ့အဖြစ်တွေကာယဝစီကမနောခံအဲ့ဒီအဖြစ်ကိုယ်ကနေလွန်ကျူးတဲ့အဖြစ်တွေအဲ့ဒီဟာတွေကလည်းအဖြစ်ပဲဒီဟာတွေကိုကျွန်တော်ပြုလို့ရအဖြစ်ရှိတယ်ဆိုတော့ဝိညာဉ်တော်ကကျွန်တော်လမ်းပြနေတယ်အရှင်တော်ခရစ်တော်ယေရှုဘုရားကိုယ်တိုင်ပြောတာအဲ့ဒီအချိန်မှာတစ်ခုကကိုယ်မပြုတဲ့အဖြစ်တွေဟာလည်းအဖြစ်ကိုယ်မပြုတာကဘာလဲဆိုကောင်းတဲ့အရာကိုသိရတာနဲ့မပြုရင်အဲ့ဒါအဖြစ်ရှိတယ်ဘုရားရှိခိုးရမယ်ဆိုတော့တည့်ရတဲ့မရှိခိုးရင်မိဘကိုယူပြရမယ်ဆိုတော့တည့်ရတဲ့မယူသေးရင်အလုံးမထည့်ရမယ်ဆိုတော့တည့်ရတဲ့မထည့်ရင်ဆေဘုံကိုပြန်ပြရမယ်ဆိုတော့တည့်ရတဲ့မထည့်လို့ရှိရင်မလည်ရဘူးဆိုတော့တည့်ရတဲ့မလည်လို့ရှိရင်ဒါဒီအားလုံးအဖြစ်တွေပဲကောင်းတဲ့အရာတွေကိုမပြုတ်တဲ့အဲ့ဒီမပြုတ်ခြင်းဟာအဖြစ်ဖြစ်တယ်နောက်တစ်ခုကတော့ကျမ်းစာထဲမှာပေါ်ပြထားတယ်မယုံကြည်သောအဖြစ်ဘာမှမလုပ်ကောင်းတာလည်းအားလုံးလုပ်နေတယ်ဒုစရိုက်လည်းမလုပ်ဘူးဒါပေမဲ့သူကမယုံကြည်ဘူးဆိုအဲ့ဒီမယုံကြည်ခြင်းကအပြစ်ဖြစ်တယ်။ဘာဖြစ်လို့ခရစ်တော်ယေရှုဘုရားကိုမယုံကြည်ဘူးဆိုကြတဲ့ကသူ့မှာရှေ့ဆက်လို့
ပါတယ်